အနုပညာလောကမှာဆယ်စုနှစ်များစွာတိုင်ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ်ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူထားတဲ့မင်းသမီးကြီးစိုးမြတ်သူစာကိုမသိတဲ့သူမရှိသလောက်ပါပဲသူမရဲ့ပြောင်မြောက်လာတဲ့တရုပ်ဆောင်ချက်တွေအသက်အရွယ်နဲ့မလိုက်အောင်နှူးပြိုလာပနေတဲ့အလှပတွေကြောင့်အမြဲတမ်းရေပန်းစားနေခဲ့တဲ့စိုးမြတ်သူစာဟာအခုတခါမှာတော့တနိုင်ငံလုံးကပရိသတ်တွေအံ့သားမင်သက်ပြီးအားကျသွားရမယ့်အခြေရည်တင်တစ်ခုနဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာပြန်လည်ပြီးရေပန်းစားလာခဲ့ပါတယ်အသက်60အရွယ်ကိုရောက်ရှိလာခဲ့ပြီဖြစ်တဲ့မင်းသမီးကြီးစိုးမြတ်သူစာတယောက်မမျှော်လင့်ဘဲရင်ခုန်စရာကောင်းတဲ့အချစ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီးအဲ့ဒီအချစ်ကလည်းတာမန်ချစ်မျိုးမဟုတ်ပဲအရွယ်သုံးပါမရွေအားကျရလောက်တဲ့အချစ်စစ်တစ်ခုဖြစ်နေလို့ပါပဲအသက်ဆိုတာကိန်းဂဏန်းတစ်ခုမျှသာဖြစ်ပြီးအချစ်စစ်နဲ့တွေ့တဲ့အခါဘယ်ချိန်မဆိုပြန်လည်နှုတ်ပြိုသွားနိုင်တဲ့ဆိုတာကိုမင်းသမီးကြီးစိုးမြတ်သူစာကလက်တွေ့သက်သေပြလိုက်တာပဲဖြစ်ပါတယ်ဒီသတင်းဟာတာမန်ချက်ချက်နဲ့ခက်ပေါ်ကအတင်းဖြင့်တင်းတစ်ခုမဟုတ်ပါဘူးမင်းသမီးကြီးစိုးမြတ်သူစာကိုယ်တိုင်ကဒူးမော့ကိုအမြဲချစ်ခင်အားပေးနေတဲ့ပရိသတ်တွေကိုအတီးပေးရင်းစိတ်ချမ်းသာကိုကျမ်းမာနဲ့အချစ်ခံနေရကြောင်းကိုရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်အသက်60ဆိုတဲ့အရွယ်ဟာလူများစုအတွက်တော့ဘဝကိုအနားယူပြီးအေးအေးဆေးဆေးဖြစ်တမ်းရမယ့်အချိန်လို့သတ်မှတ်ထားကြပေမဲ့စိုးမြတ်သူစာအတွက်တော့ဘဝရဲ့အလှပဆုံးစာမျက်နှာတစ်ခုစတင်လိုက်တဲ့အချိန်လည်းဖြစ်ပါတယ်ဒူးမော့ကိုဆက်ဆက်အရာရာဂယုစိုက်ပြီးမျက်စိအောက်ကအပြောင်းမခံနိုင်လောက်အောင်ချစ်မြတ်နိုးနေတဲ့သူကတော့တခြားသူမဟုတ်ပါဘူးပညာတတ်ဆရာဝန်ကောင်လေးတစ်ယောက်ဖြစ်နေတာကြောင့်ပရိသတ်တွေအကြားပို့ပြီးတော့ဟိုလေးတကြောစိတ်ဝင်စားစရာဖြစ်သွားခဲ့ရပါတယ်အချစ်အပေါ်မှာခံယူချက်ပြတ်သားပြီးအိမ်ထောင်ရင်းနဲ့ပတ်သက်ရင်ခံခေခဲ့ဘူးတဲ့မင်းသမီးကြီးစိုးမြတ်သူစာတစ်ယောက်အခုလိုဆရာဝန်ကောင်လေးရဲ့နှွေးထွေးတဲ့အချစ်တွေကိုရရှိလာတဲ့အခါမှာတော့ဘဝဟာပိုပြီးပြည့်စုံသွားခဲ့ရပါတယ်ဆရာဝန်ကောင်လေးဟာမင်းသမီးကြီးအပေါ်မှာချစ်သူတစ်ယောက်လိုရောဆရာဝန်တစ်ယောက်လိုပါအဆက်ဆက်အရာရာလိုလေသေးမရှိအောင်ပြုစုယူဂယုစိုက်ပေးတယ်လို့သိရပါတယ်ဒါကြောင့်မို့လဲမင်းသမီးကြီးကသူမရဲ့လူမှုကွန်ရက်ကနေတဆင့်အခုမှပဲတကယ်ချစ်ခံရတာဘာလဲဆိုတာသိတော့တယ်ဆိုတဲ့သဘောမျိုးနဲ့ပျော်ရွှင်ကြည်နူးစရာပုံရိပ်လေးတွေကိုထုတ်ကြွလာခဲ့တာဖြစ်ပါတယ်ပုံလေးတွေထဲမှာမင်းသမီးကြီးရဲ့မျက်နှာဟာကလေးတစ်ယောက်လိုတော့ကကင်းဝေးပြီးကြည်နူးမှုတွေနဲ့ပြည့်နှက်နေတာကိုအထင်အရှားမြင်တွေ့ရပါတယ်ဒီသတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာတော့လူမှုကွန်ရက်စာမျက်နှာတစ်ခုလုံးဟိုးလေးတကြော်ဖြစ်သွားခဲ့ပြီးပရိသတ်တွေကြားမှာလည်းဆွေးနွေးငင်းခုန်မှုတွေအမျိုးမျိုးထွက်ပေါ်လာခဲ့ပါတယ်အချို့ကအသက်60နဲ့လူငယ်ဆရာဝန်လေးတို့ရဲ့အချစ်ရေးကိုအကြတုံလုံးမိကြပေမဲ့အများစုကတော့မင်းသမီးကြီးစိုးမြတ်သူစာတယောက်ဘဝရဲ့နောက်ဆုံးအချိန်တွေမှာစစ်မှန်တဲ့ဒုက္ခကိုရှာဖွေတွေ့ရှိသွားတဲ့အတွက်ဝမ်းသာပီတိဖြစ်ပြီးဆူတောင်းပေးနေကြတာကိုတွေ့ရပါတယ်မစိုးကအခုထိလှတုံးနူတုံးပဲအချစ်ခံရတာနဲ့ထိုက်တန်ပါတယ်ဆရာဝန်လေးနဲ့အသက်ထက်ဆုံးပျော်ရွှင်ပါစေလို့ပရိသတ်တယောက်ကမှတ်ချက်ပေးခဲ့သလိုဘဝမှာဘယ်ချိန်မဲဖြစ်ဖြစ်ကိုတကယ်ချစ်တဲ့သူနဲ့ဆုံတွေ့ခွင့်ရတာကံကောင်းခြင်းတစ်ခုပါပဲဆိုပြီးအားကျစကားဆိုသူတွေလည်းဒူးနဲ့တေးပါပဲဘဝရဲ့အနိမ့်အမြင့်အတက်အကျပေါင်းများစွာကိုအနုပညာလောကထဲမှာဖြတ်တန်းခဲ့ပြီးဖြစ်တဲ့မကြီးစိုးတယောက်အခုလိုအသက်60အရွယ်မှာမှဆရာဝန်ကောင်လေးရဲ့အသေးဆွဲအချစ်တော်ဖြစ်တဲ့အချစ်တစ်ပန်းခင်းထဲမှာလမ်းလျှောက်နေတာကိုမြင်တွေ့ရတာဟာတကယ့်ကိုရင်ခုန်ကြည်နူးစရာကောင်းလာပါတယ်အချစ်ဆိုတာအသက်အရွယ်ဥစ္စာဒနာတွေထက်နှလုံးသားချင်းထိတွေ့ဆက်နွယ်မှုကသာအဓိကကျတယ်ဆိုတာကိုဒီအချစ်ဇာတ်လမ်းလေးကသက်သေပြနေပါတယ်ကဲချစ်ရတဲ့ပရိသတ်ကြီးရောအခုလိုအသက်60ရောက်မှပဲဆရာဝန်ကောင်လေးရဲ့အရန်ချစ်တာကိုခံနေရကြောင်းထုတ်ကြွလာတဲ့မင်းသမီးကြီးစိုးမြတ်သူစာရဲ့အချစ်ရေးလေးအပေါ်ဘယ်လိုမြင်ကြလဲဟင်ဆရာဝန်လေးနဲ့မစိုးတို့ရဲ့အချစ်ခီးလန်းလေးကိုသဘောတူကြရဲ့လားပရိသတ်ကြီးရေကိုရဲ့အမြင်လေးတွေကိုအောက်ကကွန်မန့်မှာရေးသားမျှဝေခဲ့ကြပါဦးနော်